ဒီလေးမင်္ဂလာပါဒီတစ်ခါတည်းဂီယာအကြောင်းပြောမှာပေါ့နော်ဒီမှာ TikTok မှာလည်းပဲအော်တိုကားတွေသွားနေရင်လည်းဂီယာဘယ်လိုချိန်လဲဆိုတာကိုမေးလာလို့ပေါ့လေသူမေးတဲ့မေးခွန်းကဘာကိုပြောချင်လဲဆိုတော့ PRND ပြောတာမဖြစ်နိုင်ဘူးဗျဒီကိုသုံးရမှာလားဒီနောက်ကဒီ D2 တို့ L ကိုသုံးရမှာလားပေါ့နော်ကိုနေ့ကညီတို့ DT တော့ရှင်းမှတ်ထားပြီးသားအခုဒီမှာထားလို့ရှိရင်သွားဂီယာ1ကနေ9တီကတော့အော်တိုချိန်တယ်ဒါပေမဲ့တခုရှိတာကဒီအတက်ဆိုရင်ဒီမှာဒီမှာထားထားတယ်ဒီမှာရှိနေတယ်သူရုံးနိုင်တယ်လို့ယုံပြီးတက်သွားလိမ့်မယ်စိတ်မှုနဲ့ဒါ engine RPM နဲ့ကားဘိတ်လက်ပတ်တဲ့ kilometer velocity ပေါ်မှာမူတည်ပြီးတော့မှအနောက်ကဂီယာတော့သူလိုက်ချိတ်ပေးသွားလိမ့်မယ်အခြား function တွေပါတာပေါ့လေ C တို့ မီတို့လိုက်တဲ့ function တွေပါမယ်ဒါ EC ကသူထိန်းချုပ်သွားလိမ့်မယ်ပြဿနာကအော်တိုကားရဲ့ထုံးစံကအမကြီးတရားချိတ်သွားကြားလိုက်လားတစ်ချက်ကားဆောက်သွားတာအဂီယာချိတ်သွားတာမယုံနိုင်သူဂီယာချိတ်သွားလိမ့်မယ်ဒီအတက်ကိုတော့သူနိုင်အောင်ချိတ်လိမ့်မယ်ပြဿနာကအစင်းကိုသူတို့ကကားတိထားတာကကားနားလေတဲ့ဘာသာစကားသူကကားမြင်လာရင်ဂီယာလိုက်ပြီးတော့အမြန်ဂီယာချိတ်ပေးရမယ်ဆိုတော့ကျတော့4တို့5တို့ထိုးပေးရမယ်ပေါ့ဂုံးစင်းကလေးကြတော့ကားဘေးမြန်နေတာဖြစ်တဲ့ကြောင့်ကားတိတာကဂုံးစင်းတို့သူမသိဘူးမြန်သွားတဲ့ကားလို့ပဲသူသိတော့ဂီယာနံပါတ်5တို့4တို့ထိုးပေးထားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကကြံနေသေးတဲ့ဂီယာနံပါတ်2တို့အဲ့တို့ကိုအသုံးပြုရမှာဘာအတွက်သုံးပြုလဲဆိုတော့ဘရိတ်ပေါက်မှာဆိုလို့နော်ဘရိတ်ပေါက်မှာဆိုလို့ဘရိတ်တအားဖိရမှာဆိုလို့ဘရိတ်ပေါက်တဲ့အကြောင်းရင်းနဲ့နောက်တစ်ချက်မှအသေးစိတ်ရှင်းပြပေးမယ်နော်ညီနော်အခုတော့ဒါဂီယာဘယ်လိုချိန်လဲဆိုတော့အတက်ကရထားတဲ့သူ့ချိန်သွားလိမ့်မယ်ကဲဒီမှာဆင်းပြီးဆင်းတဲ့ခါကျရင်ဒီကလေးကြော်လိုက်အောင်ပြင်နေအရှိန်လေးနဲ့နည်းနည်းလှုပ်ချင်လို့ကြော်လိုက်ပြီနည်းနည်းကြော်လိုက်အောင်နော်အဲ့ဒါပြီးတော့အစိကိုကြည့်ရတော့အရှိန်များနေတယ်ကွယ်ဒါကိုလွတ်ထားလိုက်ကပို့ပြီးတော့မြန်လာတော့မှာအဲ့တော့ break ကိုလည်းတအားနှိမ့်ထားရင်ဒီအပူချိန်ကထွက်လာလိမ့်မယ်ပြချက်တဲ့ခါကျရင် break ပေါက်တာပါဖြစ်တတ်တယ်အဲ့ဒီအတွက်ဂီယာကိုထောင်းမယ်အဲ့ဒါကို break လေးပြီးသူရှိနေလို့သူမရှိတော့ရကြော်လိုက်တော့သူကလည်းကဲဆေးပြီနော်အသားလေးဆေးပြီဒီနေ့ခါကြိုက်တယ်မဂီယာဒီ2နဲ့တောင်းထားတယ် break လေးမထားဘူး break ကအလွတ်ကြီးတော့ RPM အမြင့်နဲ့သွားတယ်ဒါပေမဲ့အဲ့ဒါကစီနဲ့ပိုကုန်တယ်အဲ့ဒါထပ်တောင်းချင်တယ်ဆိုရင်နောက်တစ်ချက်ကြိုက်သေးရဲ့အဲ့ကိုထပ်တောင်းတွေ့လားဒါပေမဲ့အဲ့လောက်ထိတော့တောင်းကြမလို့ဘူးဒါစီတအားကုန်တာ RPM 3000နဲ့ဇက်တေဝါနာဖြစ်တဲ့စီတအားကုန်တယ်တွေ့လားတအားနေသွားတယ်အဲ့လိုတစ်ချက်နေပြီးမှသုံးတယ်ဒါလောက်ဒီတရားဆင်းလောက်ကို3000မဟုတ်ဘူးပေါ့နော်သူတို့ကဘယ်ချိန်မှာသုံးတာလဲဆိုရင်ကျွန်တော်တို့ဒီတောင်တဲတောင်စင်များတဲ့မိုးကုံလမ်းတို့ကျွန်တော်တို့ဒီမြန်မာပြည်ပေါ်ပိုင်းတောင်ပေါ်လမ်းတို့မှာသုံးတယ်မှကြည့်အဲ့ဒါဆိုဒီ2နဲ့စင်းနေတာဘယ်နေမထားအဲ့တော့ရွေးချယ်စရာနောက်ကိုရှိသွားမယ်စီကုံခံမလားဘရိတ်ပေါက်တာကိုရွေးမလားဆိုတော့ကျွန်တော်တို့ကစီပဲကုံခံလိုက်တော့တာပေါ့ဒါမှမဟုတ်ဘရိတ်တအားလေးလိုက်ဘရိတ်ပေါက်တော့ပါလိမ့်နော်အားနဲ့ဒီနော်အမြင်များခက်လက်ကြရောက်လို့ချင်းဒီကိုပြန်ပြောင်းပေးရမယ်ဒါမှမဟုတ်သွားတာအော်တိုကားတွေမှာချိန်နေစနေပေါ့နော်အဲ့ဒါအခုဒါဆိုရင်အရှိန်တော့သူပါလာမယ်တောင်ချေရောက်လာပြီ break တအားမဖြစ်ချင်ထောက်တဲ့တိုင်း break လေးပပမိန်တာဂီယာ D ကိုတစ်ချက်ပြန်ထောင်းပေးဟုတ်ပြောတော့မယ် D2 တစ်ချက်ပြန်ထောင်းပေးအဲ့ဒါရွတ်ကြသွားပြီသူလား RPM နဲ့3000ထိတက်သွားတယ်အခုဆိုရွတ်ကြအဲ့ဆိုပုံမှန်နေတာပြန်သွားရင်မြေပြန်ရောက်သွားရင် D ပြန်ထိုးပြီးဒါဂီယာထိန်းတဲ့အော်တိုကားမဂီယာချိန်တဲ့စနစ်ဖြစ်ပါတယ်